こんにちは。簡単な日本語トレーニングスクールのメイザーメンです。今回は日本語のイントネーションをより美しくなりたいという方のために気をつけなければならない語尾上げのことをお伝えしたいと思います。語尾上げとはどういうものかと言いますと、文節の最後を上げて話すことを言います。で、語尾上げそれ理由လေးသိနေစကားပြောရဲဆိုတာဒါလိုမျိုးလေးပါမိတ်ဆက်တဲ့ပုံစံမျိုးကျွန်မလုပ်ကြည့်ပါမယ်はじめましてメイザー・ルインリンと申します48歳です日本語教師をやってますどうぞよろしくお願いいたしますありがとうございますいただきますはいごちそうさまでしたそれအတန်လေးတွေကအဆုံးသက်နာမှာအပေါ်တက်တက်သွားတဲ့ပုံစံမျိုးလေးပါ皆さんこういう語尾上げで話すと2つ損します1つはこの人幼稚だな賢さもないなというイメージですねနောက်တစ်ခုကတော့သူကစကားပြောတဲ့အခါမှာပေါ့လीနော်မေဇာလင်と申しますနားထောင်ကြည့်ဝရှိမဆိုတော့နားထဲမှာဘာလေးကြံခဲ့တော့မဆိုတာကပို့ပြီးတော့အမေရှေ့ကစာကြောင့်မေဇာလင်းလင်းဆိုတဲ့နာမည်လေးကအရေးကြီးရဲ့တာနဲ့နောက်ကမဆိုတဲ့လေးတန်လေးကနားထဲမှာဆွဲကြံခဲ့တယ်日本語教師をやってますတဲ့လားအဲ့လိုမျိုးတွေမဆိုတဲ့လေးတန်လေးပဲကြံခဲ့ပြီးတော့ရှေ့မှာကိုအဓိကပြောချင်တဲ့စာကြောင်းလေးတွေကနားတွေကနေဒီဘက်ကနေစုခနဲ့ထွက်သွားတဲ့ပုံစံမျိုးဖြစ်စေပါတယ်ဒါကြောင့်မလို့စကားပြောတဲ့အခါမှာ語尾上げဆိုတဲ့လေးတန်လေးကိုပြင်ဖို့ကျမတို့ကလိုအပ်ပါတယ်အဲ့တော့ခုနက自己紹介လေးကိုပဲကျမတို့အတန်နှိမ့်ပြီးတော့ပြောကြည့်မယ်はじめましてメイザー・ルインリンと申します48歳です日本語教師をやってますどうぞよろしくお願いいたしますဒါမျိုးလေးပြောပြီးဆိုလို့ရှိရင်တည်ငြိမ်ပြီးတော့အလုံးလုံးနိုင်တဲ့ပုံစံပေါက်တယ်smart ဖြစ်တဲ့ပုံစံမျိုးလေးကိုဖြစ်စေပါတယ်။ဒါကကျမတို့နိုင်ငံသားတွေပဲမဟုတ်ပါဘူး။ဂျပန်လူမျိုးတွေထဲမှာလည်းအဲ့လို語尾အငိမ့်နဲ့ပြောတဲ့သူတွေအများကြီးရှိတယ်။ဒါပေမဲ့အနောင်စာတို့အဲ့လိုမျိုးအတန်နဲ့ပတ်သက်ပြီးတော့အလုပ်လုပ်နေတဲ့သူတွေကတော့ဒါ語尾အငိမ့်လေးကိုသတိထားပြီးတော့ပြောကြရပါတယ်။ကျွန်မကဒီ語尾အငိမ့်လို့ဆိုတဲ့လေယူလေသိန်းအကြောင်းကိုစပြီးသိတာဟာနိုင်ငံတကာဆက်ဆံရေးမေဂျာနဲ့ပထမနှစ်မဟာတန်းကိုတက်နေတဲ့အချိန်ဖြစ်ပါတယ်။အဲ့ဒီမှာကမ္ဘာနိုင်ငံရေးပေါ့နော်ခုတ်ဆိုင်စေးကြီးကိုတင်တဲ့ဟာရာဆန်ဆေဆိုတာအင်မတန်မှကိုစီကံကြည့်တယ်ပြောရမယ်ဆိုလို့ရှိရင်ဟိုတက္ကသိုလ်တစ်ခုလုံးမှာစီကံအကြီးဆုံးဆရာပေါ့လေနော်။ဟိုသူကနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့စာအုပ်တွေလည်းအများကြီးထုတ်တဲ့ဆရာပေါ့နော်။သူကနေပြီးတော့ပြောလို့ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကမဟာတန်းကျောင်းသားဆိုတာခုံဝိုင်းလေးနဲ့တင်ကြရတာ19ယောက်ပဲရှိတယ်ဆိုတော့အဲ့ဒီခုံဝိုင်းလေးမှာအတော်ဆုံးကျမတို့မေဂျာမှာကျောင်းသားတို့ရှိတဲ့ဂျပန်ပေါ့နော်ဂျွန်နေယာမှလားမသိဘူးသူ့နာမည်တော့မေ့သွားပြီအဲ့ဒီကျောင်းသားကစကားပြောလို့ရှိရင်သူကဂိုဘီယာဂေးလေးတန်လေးပေါ့နော်ပုံမှန်ပြောရင်လည်းဂိုဘီယာဂေးလေးတန်ပဲအဲ့တော့ဆရာနဲ့စာသင်တွေတုန်းမှာအပြန်လှန်ပြောတဲ့အထက်မှာအကြောင်းများတော့ကျမမေ့သွားပြီ第二次世界大戦後は日米関係はဒါမျိုးတူတာအဲ့ချိန်မှာဟာရာစင်စစ်ကဘုံဆိုဇဝဲဝါညီပုတ်ချလိုက်ပြီးတော့世界いろんな国から来ている留学生の前で下品な語尾上げのイントネーションで話すなဆိုပြီးတော့ပုတ်ချလိုက်တာပေါ့နော်ဆိုတော့လေကျွန်တော်လန့်သွားပါသွားပြီဆရာစိတ်ဆိုးသွားပြီဆိုဆရာအရင်ကြောက်ရတဲ့အခါကျတော့လေဆိုတော့အဲ့ချိန်မှာဒါ語尾上げဆိုတာတော့တော့အပြစ်ကြီးပါလားဆိုတာကိုကျွန်တော်သိလာတယ်ဂျပန်ရဲ့လေယူလေသိန်းဟာလွယ်တလို့နဲ့ခက်တယ်ဆိုတာကိုအားလုံးခံစားမှုကြမယ်လို့ထင်ပါတယ်အဲ့လိုမျိုးခက်ခဲတဲ့လေယူလေသိန်းလေးကို smart ဖြစ်တဲ့ဂျပန်တယောက်လိုမျိုးပြောနိုင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ပုံရိပ်ဟာလေမြင့်တက်လာမယ်။သူကဇွေးရှိတဲ့သူပါလားပေါ့ smart ဖြစ်တဲ့သူပါလားဆိုတဲ့ပုံရိပ်မျိုးဖြစ်စင်လာမှဖြစ်တဲ့အတွက်ကိုကဂိုဘီယာဂေးလေးဖြစ်နေတယ်ဆိုလို့ရှိရင်မိနာစာပြင်ကြည့်ပါဖြောက်ကြည့်ပါအကောင်းဆုံးနည်းလမ်းကတော့recording သွင်းပြီးတော့ပြန်ပြီးနားထောင်ဖို့ပါပဲပြန်ပြီးနားထောင်ဒီနေ့မှာဝါနေရာလေးတက်နေတယ်ဂါနေရာလေးတက်နေတယ်ဆိုပြီးတော့အချိန်လေးယူပြီးတော့စောင့်ကြည့်ပါဒီနေ့ sharing လုပ်ပေးချင်တာတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာလည်းထပ်ပြီးတွေ့ကြပါဦးမယ်